မင်္ဂလာပါတဘာဝတရားကြီးရဲ့အံ့ထွယ်မှကြိုဆိုလိုက်ပါတယ်ခင်ဗျားတို့သိပါသလားပင်လယ်နယ်ထဲမှာနေထိုင်တဲ့ငါးအမျိုးအစားတစ်မျိုးရှိပါတယ်သူတို့ရဲ့သားကောင်တွေကိုဖမ်းဖို့အတွက်ကိုခန္ဓာကနေမီးလင်းတဲ့မြအတန်တစ်ခုကိုတုံတူပြီးမြှုပ်ဆွဲပါတယ်ဒါပေမဲ့အဲ့ဒီထက်ပိုပြီးထူးဆန်းတာကတော့ဒီနာမကြီးဟာသူ့ရဲ့ငါးထီးလေးကိုတကိုယ်လုံးပေါင်စည်းပစ်လိုက်တာပါပဲအချစ်ကြောင့်မဟုတ်ပါဘူးရှင်ထန်ဖို့အတွက်ပါပဲအကယ်၍ငါးထီးကငါးမကိုမရှာတွေ့နိုင်ဘူးဆိုရင်သူတို့ဟာတေဆုံးတော့မှဖက်လို့ပါဒီလိုအမြဲတမ်းပေါင်းစည်းပြီးအရေးချင်းတွေနဲ့မျိုးကွာရဲ့စနစ်ဟာကမ္ဘာပေါ်မှာသူတို့တစ်မျိုးတည်းတာလွတ်နိုင်တဲ့အရာဖြစ်ပါတယ် Anglerfish များသည့် angling ဆိုတဲ့တငါးများနည်းကိုအသုံးပြု၍အလိအငိုက်မိနေသောငါးများကိုမြူဆွဲဖမ်းယူသည့်အမဲလိုက်တဘာများဖြစ်ပါတယ်။သူတို့ဟာရေတိမ်ပိုင်းတွင်နေထိုင်တတ်တော်လဲသိပ္ပံပညာရှင်များစိတ်ဝင်စားသော Serity Wort Anglerfish များကတော့ပေ16000လေလာမီတာ9000အထိနက်သောပင်လယ်နက်ထဲတွင်နေထိုင်ကြပါတယ်။လက်ရှိမှာ Anglerfish မျိုးစိတ်ပေါင်း166မျိုးခန့်ရှိပြီးအသစ်များကိုဆက်လက်ရှာဖွေတွေ့ရှိနေဆဲဖြစ်ပါတယ်။ဤငါးများဟာသမုဒ္ဒရာအောက်ခြေတွင်နေနိုင်ရန်အတွက်ရေထဲတွင်ပေါ်လောပေါ်အောင်ကူညီပေးသည့်လေအိတ် swim bladder မပါရှိပဲစွမ်းအင်ကိုလည်းချွေရညတော့ပါတယ်။ Anglerfish ငါးများသည်များသည့်အမုံတွေဆွန့်ဆိုင်နေသောအမဲလိုက်ကောင်များထိကြသည့်ပိုင်း၎င်းတို့၏ဂျောဘတ်ရည်ရဲ့ dorsal fin မှထက်နေသောတငါများတန်ကဲ့သို့အင်္ဂါကိုဝှီရန်သည့်အလင်းထုတ်ကတားကောင်များကိုမြှူဆွဲပါတယ်။ဒီလင်းရောင်ကိုငါးကိုယ်တိုင်ထုတ်လုပ်ခြင်းမဟုတ်ဘဲ photobacteria ဟုခေါ်တဲ့အလင်းထုတ်နိုင်သည့် bacteria များအများပြားပါဝေသည့်အာဟာရနှင့်ပြီးနေသောအင်္ဂါစီပိုင်တစ်ခုဖြစ်ပါတယ်။တားကောင်နီးသို့ရောက်ရှိလာသည့်အခါငါးမှာလင်းမြန်စွာရိုက်ချကသူမိုက်အရွယ်စားထက်နှစ်ဆကီသောတားကောင်ကိုပင်ဖန်ဆုံနိုင်သည့်ကြီးမားချွန်ထသောသွားများကိုအသုံးပြု၍မျိုးချပါတယ်။2018ခုနှစ်မှာသိပ္ပံပညာရှင်များရိုက်ကူးခဲ့သည့်ဗီဒီယိုတစ်ခုအရငါးမကြီးသည်သူမ၏ပင်မများရန်အပြင်ခန္ဓာကိုယ်မှထွက်နေသောအလင်းထူသည့်ပါလွာသောအမြင့်များကိုအသုံးပြုပြီးပိုက်ကွန်းကဲ့သို့မြှူဆွဲနိုင်ကြောင်းကိုပါသိရှိခဲ့ပါတယ်။ Anglerfish များတွင်အထီးအမအရွယ်စားကွာခြားမှုမှာအလွန်ကြီးမားပြီးငါးမများသည့်အများအားဖြင့်လက်သီးအရွယ်ခန့်သာရှိတော်လေမျိုးစိတ်အချို့ဥပမာ Satius မျိုးစိတ်မှာ၄ပေနီးမှရှိနေပါတယ်။ငါးအထီးများမှာမူတိတိတသာတင်းငယ်ပြီးများသောအားဖြင့်တလက်မှခန့်သာရှိကြပါတယ်။အစွန်းရုပ်သောအခြေအနေများမှာငါးမကြီးသည့်အထီးထက်အလျားအားဖြင့်အစာ60နဲ့အလေးချိန်အားဖြင့်အစာပေါင်း9သိန်းခန့်ပိုမိုကြီးမားပါတယ်။ငါးအထီးသည်မိမိကိုယ်တိုင်အစာရှာနိုင်ခြင်းမရှိသည့်အတွက်ရှင်တန်ရန်ငါးမပေါ်လုံးဝမိခိုနေရပါတယ်။ငါးမကဆွဲဆောင်မှုရှိသောဖီရိုမွန်များကိုထုတ်လွှတ်သည်ဟုသိပ္ပံပညာရှင်များကယုံကြည်ပြီးငါးအထီးသည်၎င်း၏အချိုးအစားမညီသောနှာခေါင်းပေါင်များဖြင့်အနံ့ခံ၍ငါးကိုရှာဖွေပါတယ်။ငါအထီးသည်ငါမ၏ကိုခန္ဓာပေါ်သို့၎င်း၏နာတီးဖျားရှိသိငယ်သောညက်သွားများဖြင့်ကြိုက်တွဲတွက်ကပ်လိုက်ပြီးထို့နောက်ဒိုး၏သွေးများသည်တစ်ခုနှင့်တစ်ခုစီးဆင်းပေါင်းစည်းသွားပြီးငါအထီးသည်ငါမထံမှအာဟာရများကိုရရှိပါတယ်။အချို့သောမျိုးစိတ်များသည်မျိုးပွားပြီးနောက်ပြန်လဲခွာသွားတော့လဲအချို့မျိုးစိတ်များတွင်မူငါအထီး၏ဦးခေါက်သည်ငါမ၏အရေးပြားသေးသို့လုံးလုံးလျားရအရေးပျော်ဝင်သွားပါလေ။ဤနည်းဖြင့်ငါအထီးသည်အစာရှာရန်စွမ်းအံမကုန်ပဲမျိုးပွားတဲ့ညွတ်သား၎င်း၏မျိုးဦးထုတ်တဲ့ကလင်း testis ကိုအသင့်ထားပေးကငါမအသက်24နာရီပတ်လုံးတုပ်ပေါ်ဘန်တစ်ဖွဲ့ဆောင်ရွက်ပေးပါတယ်။မျိုးအောင်ပြီးတဲ့ငါမသည်ဥပေါင်းသိန်းနဲ့ချီ၍ထုတ်လုပ်နိုင်ပြီး၎င်းဥများသည်အစုလိုက်အပြုံးလိုက်ရေမင်းနှပင်တို့မျောတက်သွားပါတယ်။ Anglerfish များသည်၎င်းတို့၏သားငယ်များကိုဂယုမဆိုင်သည့်အတွက်ဥများစွာထုတ်လုပ်ရန်လိုအပ်ပြီးငါးများပေါက်ဖွားပြီးတဲ့ Anglerfish လေးများသည်ပင်လယ်နက်ထဲသို့ချက်ချင်းပင်ဆင်းသက်ကြပါတော့တယ်။ကြီးစုပေးတဲ့အတွက်သမုဒ္ဒရာဦးနက်ထဲသည်ဆင်းဆရာမလိုပဲစူးစမ်းရှာဖွေလေ့လာခဲ့ကြသူများကြောင့်ဘဟုတုတရကြမယ်လို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်။ကျေးဇူးပါ။